မေမေဟိုအန်တီကမလှဘူးမေမေလောက်မလှဘူးမေမေဘာလို့စိတ်မကောင်းဖြစ်နေတာလဲမေမေစိတ်ပျော်ပါတယ်သမီးလေးမေမေနားမှာရှိနေတော့မေမေအမြဲတမ်းပျော်ရတာပေါ့မငိုနဲ့နော်မငိုနဲ့နိုးနိုးရှိတယ်လေလေးနှလုံးလုံးငါဂယုတစိုက်လှုပ်ဝက်ထားခဲ့တဲ့လှုပ်ဝက်ချက်ကဖုံးကွယ်ထားလို့မရခဲ့ပါဘူးလားရောက်လာတော့မယ်ဘေးအန္တရာယ်ဆိုတာရှောင်လွှဲလို့မရပါဘူးအစ်စ်မှန်မုံတိုင်းကြီးကအခုမှစတော့မှာပါမင်္ဂလေးပိုင်စိတ်ချပါဒီလိုကိစ္စတေးသေးလေးကတော့ကျွန်တော်တို့အတွက်အေးဆေးပါအဲ့ဒီပန်းဆိုင်လေးကိုအပြည့်ရှင်းပြမယ်လို့အာမခံပါတယ်ကလေးနဲ့မိန်းမကိုစိတ်တစားဖြစ်သွားအောင်ခြောက်လန့်ပြီးဒီမျိုးကနေထွက်သွားအောင်မောင်းထုတ်ပြင်မယ်စရန်ငွေဖြစ်15000အရင်ပေးမယ်တူပါတာသူပျောက်ကွယ်သွားရင်အကောင်းဆုံးပဲကူးရရဲ့ရှိမှထပ်မပေါ်လာပါစေနဲ့တော့ကိစ္စပြီးရင်ကြံတဲ့9000လာယူပါဒီကိစ္စကိုပိုက်ထဲမှာပဲမြုပ်ထားပါအပြင်မှာငါနာမည်ဘယ်တော့မှမပြောမိစေနဲ့မဟုတ်ရင်ပတ်စံတပြားမှရမှာမဟုတ်ဘူးမင်းတို့ကိုဒီမျိုးမှာချေကုတ်ယူလို့မရအောင်လဲငါလုပ်ပြလို့ရတယ်နားလဲပါပြီကျွန်တော်တို့နှုတ်လုံပါတယ်စူးဝမ်နေနင်သာမရှိရင်ငါကုအိမ်တော်ကိုမင်္ဂလာတန်းဝင်သွားလို့ရမှာနင့်မှာလဲအဲ့ဒီဝင်ထုတ်ဝင်ပိုးလေးရှိသေးတယ်နင်တို့နှစ်ယောက်လုံးမရှိတဲ့သူတွေပဲမင်းကစူးဝမ်နေမဟုတ်လားအလိုက်တိစမ်းပါအထုပ်ပိုးပြင်ပြီးဒီမျိုးကနေမြ мян ထွက်သွားမဟုတ်ရင်မင်းဆိုင်ကိုအကုန်ဖြက်စီးပြစ်မယ်မြ мян ထွက်သွားစမ်းမလိုလားအပ်တဲ့ဒုက္ခတွေမရောက်ချင်ရင်ရှင်းတို့နဲ့အာဃာတရှိစရာမလိုပါဘူးရန်ကားနေရင်ငါအခုချက်ချင်းရဲတိုင်လိုက်မှာနော်စကားကဲနေတော့မယ်ဒီနေ့တော့မင်းကိုတင်ကန်းစာပေးရတော့မယ်လက်စသိန်းကြဆန်းမင်းတို့လိုကောင်တွေအော်နိုင်သေးတာပဲထွက်မသွားခြင်းဘူးမဟုတ်လားဒါဆိုရင်တော့မင်းကိုအပြင်ခေါ်သွားပြီးကောင်းကောင်းစကားပြောရတော့တာပေါ့ငါလူကိုရန်ကားဝတ်နေပေါ့မင်းတို့တေချင်နေတာလားအလင်းတန်းကြီးထဲမှာပန်းဆိုင်တဲ့အထိဝင်ပြီးတောင်းကျမ်းကြတယ်ပေါ့တကယ်ကိုဥပဒေမဲ့လွတ်လပ်နေကြတာပဲမေမေရဲ့လှပတဲ့ပန်းလေးတွေအကုန်ပျက်စီးကုန်ပြီဒီကောင်တွေကိုဆွဲထုတ်သွားကြစမ်းဒီမျိုးမှာထပ်မပေါ်လာစေနဲ့ပြီးတော့နောက်ွယ်ကခိုင်းစေတဲ့သူကိုစုံစမ်းခိုင်းလိုက်ကိုဥက္ကဋ္ဌကူညီပေးစရာမလိုပါဘူးရှင်းလို့မလာရင်လဲငါဘာသာရဲတိုင်ပြီးကာကွယ်နိုင်ပါတယ်အာရက်မင်းနောက်ွယ်ကသူကိုသွားစုံစမ်းကြည့်ဒီမှာငါကြံခဲ့ပြီးမဇူးနဲ့ခဏစကားပြောလိုက်မယ်ဒီနေ့ဘေးအန္တရာယ်ကမင်းတို့သားအမိကိုဥတီလာတာထင်တယ်ငါတို့ကုအိမ်တော်ကစီကံမရှိလို့မင်းတို့ဒီလိုအကြောက်တရားကြီးကြုံတွေ့ခဲ့ရတာပါမဆူငါကကုရရဲ့အဖိုးပါအဲ့ဒီနေ့ကမုံဟင်းကားဆိုင်မှာနိုးနိုးကိုပထမဆုံးတွေ့တဲ့ကသူဟာငါတို့ကုအိမ်တော်ရဲ့တွေးတောက်ပင်မဆိုတာငါသိခဲ့တယ်နိုးနိုးကိုခေါ်ပြီးငါတို့ကုအိမ်တော်အိမ်ဟောင်းကြီးမှာလာနေပါတော့လားကလေးဒီမှာနေရင်အလွန်အနစ်နာခံရလို့နဲ့ကုအိမ်တော်ကသူ့ကိုအကောင်းဆုံးပညာရေးနဲ့လူနေမှုဘဝကိုပေးနိုင်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကငါတခြားမြို့မှာအေးအေးဆေးဆေးစေကူတာရင်အနားယူနေခဲ့တာမင်းနဲ့ကုရန့်ဘာတွေကြုံခဲ့ရလို့ဒီလိုအခြေအနေထိရောက်သွားလဲငါမသိခဲ့ဘူးဒါပေမဲ့ဒီကိစ္စတွေကိုငါအမှန်တိုင်းအပြည့်ရှင်းအောင်စုံစမ်းပါပါအခုငါရှိနေပြီးမင်းတို့ကိုဘယ်သူမှထပ်ပြီးအနိုင်မကျင့်ရတော့ဘူးအဖိုးရဲ့စေတနာကိုသမီးကျေးဇူးတင်ပါတယ်သမီးအခုလက်ရှိဘဝကိုကျင့်သုံးနေပါပြီသမီးအဖိုးအိုကြီးကိုသဘောကျပါတယ်ဒါပေမဲ့မေမေစီမှာပဲနေချင်တာမသိတဲ့နေရာကိုမသွားချင်ဘူးမင်းကိုအတွက်မကြည့်ရင်တောင်နိုးနိုးအတွက်ထည့်စဉ်းစားပေးတဲ့ကုအိမ်တော်ကသူ့ကိုတခြားသူတွေတစ်သက်လုံးမရနိုင်တဲ့အရာတွေကိုပေးနိုင်တာပါဘလောက်ပဲကောင်းမွန်တဲ့ပစ္စည်းဥစ္စာတွေရှိပါစေတည်ငြိမ်တန့်ရှင်းတဲ့ငယ်ဘဝကိုတော့မမီနိုင်ပါဘူးသမီးသူ့ကိုတထေးဘဝမပေးနိုင်ပေမဲ့တခြားသူတွေရဲ့မျက်နှာသာပေးမှုကိုကြည့်စရာမလိုပဲတိုက်ပွဲတွေကြားမပါပဲနေနိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်ဒါဆိုကူရန့်ကရောသူမင်းကို၄နှစ်အပြည့်ရှာခဲ့တာမင်းနဲ့ကလေးပေါ်မှာသူရင်းနှီးတဲ့အချစ်စစ်နဲ့ပါသမီးသူ့ကိုကလေးလာကြည့်တာကိုမတားဆီးပါဘူးကဲပါမင်းကိုဆုံးဖြတ်ချက်ချဖို့ငါမတော့ပါဘူးဒီအေးချမ်းသာယာတော့ချိတ်လေးကနိုးနိုးအတွက်ငါပေးတဲ့လက်ဆောင်ပါမင်းလက်ခံလိုက်ပါစေတနာထားပေးတာကျေးဇူးတင်ပါတယ်အဖိုးနောက်နေ့နိုးနိုးငါကိုလွမ်းရင်မင်းကလေးကိုခေါ်ပြီးကိုအိမ်တော်အိမ်ဟောင်းစီဧည့်သည်ဖြစ်လာခဲ့ပါငါမင်းတို့ကိုအမြဲဆောင်နေပါမယ်မေသမီးမသွားချင်ဘူးဒီမှာပန်းလေးတွေရောမေရောရှိတယ်စူးဝမ်နေမင်းကုအိမ်တော်အတွက်မြေမလေးမွေးပေးခဲ့တယ်လို့ငါကြားတယ်သူကစူးမျိုးရိုးပါကုအိမ်တော်နဲ့ဘာမှမဆိုင်ပါဘူးဒီမှာ30ဒီပတ်စံကိုယူပြီးကုရန့်စီကနေအပီးတိုင်ထွက်သွားပါငါတို့သားအမိရှိမှထပ်မပေါ်လာပါနဲ့တော့မင်းငြိမ်တက်ထွက်မသွားရင်မင်းကိုဒီမျိုးမှာအခြေကုပ်ယူလို့မရအောင်လုပ်ပြဖို့ငါမှနီးလန်းတွေအများကြီးရှိတယ်